တိုင်းရင်းသားဒေသတွေမှာ NLD ဝင်ရောက်ယှဉ်ပြိုင်တာဟာ ဗဟိုအစိုးရတရပ်အနေနဲ့ တိုင်းရင်းသားအခွင့်အရေးအပြည့်အဝကာကွယ်ပေးဖို့အတွက်ဖြစ်တယ်လို့ ကယားပြည်နယ်စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။ NLD အနေနဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်လက်တွေ့အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ထောက်ခံမဲအပြည့်ရမှာဖြစ်တယ်လို့ အဝေးရောက်တိုင်းရင်းသားတွေကသုံးသပ်တာတွေရှိပါတယ်။ မအင်ကြင်းနိုင်ကအပြည့်အစုံကိုပြောပြမှာပါရှင်။ နိုင်ငံရေးပါတီတွေရဲ့ရွေးကောက်ပွဲစည်းရုံးရေးတွေကို စက်တင်ဘာလ ရက်နေ့မှာ တရားဝင်စတင်ခွင့်ရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ကယားပြည်နယ်စည်းရုံးရေးခရီးစဉ်ကို မနေ့က စတင်လိုက်တာပါ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ NLD ပါတီကြီးအနေနဲ့ ဘာကြောင့်ဝင်ရောက်ယှဉ်ပြိုင်ရသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ တိုင်းရင်းသားပြည်သူတွေကို အခုလိုပြောသွားပါတယ်။ "ကျမတို့ဟာတခြားပါတီအဖွဲ့အစည်းတွေနဲ့ယှဉ်ပြီးတော့ အဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်တွေဟာအရွေးခံမှာပါ။ ဒီလိုကျမတို့အရွေးခံတာဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုကျမတို့နည်းသွားစေချင်လို့မဟုတ်ပါဘူး။ ဗဟိုအစိုးရတခုဖွဲ့ပြီးတော့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုပြည့်ပြည့်ဝဝကျမတို့ကာကွယ်စောင့်ရှောက်မြှင့်တင်ပေးခြင်းလို့ဖြစ်ပါတယ်။ ဗဟိုအစိုးရကဒါလုပ်နိုင်မှာဖြစ်ပါတယ်။" ဒါအပြင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲဖြစ်ဖို့ အခွင့်ကောင်းရတဲ့အချိန်ဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ မဲပေးကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ "အခုအချိန်မှာတကယ့်စစ်မှန်တဲ့ပြည့်ဝတဲ့ဒီမိုကရေစီစနစ်တခုအဘက်ကိုပြောင်းဖို့အခွင့်အရေးနောက်တခုရလာပါပြီ။ ဒီအခွင့်အရေးကိုကျမတို့လက်မလွတ်ဖို့လိုပါတယ်။ အခုနိုဝင်ဘာလ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲဟာကျမတို့နိုင်ငံအနာဂတ်အတွက်အင်မတန်မှအရေးကြီးပါတယ်။" အခုလို တိုင်းရင်းသားဒေသတွေမှာ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အပါအဝင် လက်ရှိအာဏာရ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကြီးတွေ လာရောက်ယှဉ်ပြိုင်တာဟာ ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍကို လျော့နည်းစေတယ်လို့ တိုင်းရင်းသားပါတီတချို့က ဝေဖန်ပြောဆိုနေကြတာပါ။ ဒါပေမဲ့လည်း NLD က စစ်မှန်တဲ့ဒီမိုကရေစီကိုသာ လက်တွေ့အကောင်အထည်ဖော်ပေးနိုင်မယ်ဆိုရင် တိုင်းရင်းသားတွေဘက်က NLD ကို မဲတွေပေးမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရောက် ချင်းနိုင်ငံရေးသမားတဦးဖြစ်တဲ့ ဦး Valterm ကပြောပါတယ်။ "Free and fair election လုပ်ခဲ့ရင် တိုင်းရင်းသားတွေကလွတ်လွတ်လပ်လပ်အချုပ်အခြယ်မရှိပဲနဲ့ သူတို့စိတ်ရင်းမှာရှိတဲ့လူကိုတော့မဲပေးမှာပဲထင်တယ်။ ဒါကြောင့်မို့လို့ဒေါ်စုတို့ဟာ ဒီမိုကရေစီအရေးကိုဦးစားပေးပြီးတော့ ပေါ်လစီချထားတယ်ဆိုရင် သူ့ကိုပဲပေးမှာပါ။" ပြီးခဲ့တဲ့ စက်တင်ဘာလ ရက်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပထမဆုံးအကြိမ်သွားခဲ့တဲ့ စည်းရုံးရေးခရီးစဉ်မှာလည်း စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ဖို့ NLD အနေနဲ့ တစိုက်မတ်မတ်ကြိုးစားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောသွားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားဒေသစည်းရုံးရေးခရီးစဉ်တွေအတွင်း လူထုဟောပြောပွဲတွေမှာ ဒေသခံတိုင်းရင်းသားပြည်သူတွေ ထောင်နဲ့ချီပြီးတက်ရောက်ခဲ့ကြပါတယ်ရှင်။